အိမ်မှာကြောင်လေးတွေမွေးထားတယ်ဆိုရင်တော့ဒီအကြောင်းအရာလေးတွေနားလည်ထားဖို့တော့လိုအပ်ပါလိမ့်မယ်။ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါ YNK Channel မှာကြိုဆိုပါရစေ။အပြိုတွေကြောင်မီးတက်နေမိရင်အဲ့ကြောင်ရဲ့ကျိန်ဆဲတာခံရတတ်လို့အဲ့ဒီနှစ်လင်မရပါဘူးခင်ဗျာ။ရှက်ပြားသွားတတ်သူများတနေ့တစ်ခါတက်နေရင်အပြိုဟိုင်းကြီးဖြစ်သွားတတ်ပါတယ်။အိမ်မှာကြောင်မဲမွေးရင်အဲ့အိမ်ကအပြိုတွေချစ်ခံခေတတ်ပါတယ်။တနည်းအားဖြင့်မစွန်ဘူးဆိုတာကိုပြောချင်တာပါအိမ်ကအထွက်နောက်ကကြောင်လိုက်လာရင်အဲ့ဒီဝင်ငွေကောင်းပါလိမ့်မယ်အိမ်အပြန်မှာအဲ့လူငွေရလာပါလိမ့်မယ်ကြောင်တွေခြံရှိအိမ်ရှိမှာငုတ်တုတ်ထွက်ထိုင်နေရင်ငွေလာပေးမဲ့သူရှိနေလို့ငွေလာပေးမဲ့သူကိုမျောနေတာပါအိမ်စဆောက်ကလေးကခြံထဲကြောင်ထဲ့မွေပါအဲ့အိမ်ကိုတော်နဲ့ကြွမလာပါဘူးအိမ်မှာကြောင်နှက်ရှိရင်မျက်စိစွန်တဲ့အခါသူ့အမီးနဲ့ပုတ်ပေးပါနှုရင်ပြန်ပြောက်တတ်ပါတယ်ခင်ဗျာကြောင်ကိုမချီပြီးချောင်းမြောင်းမကူးရပါဘူးခင်ဗျာကိုပါရင်းနေတတ်ပါတယ်ကြောင်တွေနရွက်ခဏကုတ်ရင်မျက်နာခဏပုတ်ရင်ဧည့်သည်ကိုမျောနေတာပါဧည့်သည်လာတတ်ပါတယ်ကြောင်ကိုရေချိုးပေးရင်သူကပြန်ကျိန်ဆဲတတ်လို့မိုးရွာတတ်ပါတယ်နော်မိုးခေါင်နေရင်ကြောင်နာရေချိုးပေးလိုက်ဗျာကဲကြောင်နာချီရင်ငွေဝင်တတ်ပါတယ်ခဏနာချင်ရင်တော့မကောင်းပါအိမ်သားတယောက်ဖြားတတ်ပါလေအိမ်တစ်ပြောင်းရင်လူထက်အရင်ကြောင်ကိုပေးဝင်လိုက်ပါအဲ့အိမ်အကျိုးပေးပါလိမ့်မယ်ကြောင်တွေခြေလေးဖက်လုံးသိမ်းပြီးကျုံလေးထိုင်ရင်ယာဒီဥရုအေးပါလေပိုလိုပလက်အိမ်ရင်တော့ယာဒီဥရုပူပါလိမ့်မယ်ကြောင်တွေနံရံလိုက်ကာတွေကိုခဏကုတ်ရင်လေကိုခေါ်တာပါလေတိုက်လာတတ်ပါတယ်ကြောင်လေးကောင်မွေးရင်စီးပွားတတ်ပါတယ်ငွေများရတတ်ပါတယ်အထီးကြီးမွေးရင်ဟိုအကျိုးပေးပါလိမ့်မယ်ကြောင်ကိုတရေပူးလွယ်ပါတယ်ညာကြီးမင်းကြီးကိုကိုမြင်တာနဲ့ကြောင်ကလန့်ပြီးကိုအကတ်မခံရင်အဲ့ကြောင်မှမကောင်းဆိုးဝါပူကတ်နေလို့ပါအိမ်မှာကြောင်ရှိရင်ပညာသည်တွေရဲ့တိုက်ခိုက်တာကိုအကာအကွယ်ပေးပါတယ်နူးညံ့တဲ့တတဝမှုလူအစားသူတို့ခံရတတ်ပါတယ်တခင်နာမကျန်းဖြစ်ရင်ကြောင်ထွက်ပြေးတတ်ပါတယ်မပြေးရင်တော့တခင်ကိုစားပေသွားကြတာများပါလေကြောင်တွေတစ်ပင်တွေကြားပန်းတွေကြားခဏငီးမောနေရင်မမြင်ရတဲ့နက်ငယ်လေးတွေကြွလာလို့ပါခင်ဗျာကြောင်တွေမျက်လုံးအပြူသားနဲ့စူးစိုက်ကြည့်နေပြီးကြောက်လက်နဲ့ကွယ်ဝက်ပုံးနေရင်နာဘာဝတွေ့လို့ပါကြောင်ကိုတက်မိရင်အဲ့ကြောင်ဟာတက်တမ်းမစိပဲပေရတဲ့အတွက်အဲ့ကြောင်ပေမဲ့အချိန်ထိတက်တဲ့လူဟာဒုက္ခရောက်နေတတ်ပါတယ်ကြောင်လေးတွေအကြောင်းကတော့ဒီလောက်ပါပဲနော်ကြောင်လေးတွေနဲ့ချစ်ခင်နေနိုင်ကြပါစေလို့ YNK Channel မှာကျွန်တော်ရဲကျော်သူဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ